Mingla ba diတစ်ခါမှာတော့ဒီ grade 1 English စာ unit 8ရဲ့အနောက်မှာပါတဲ့ review 4ကိုဆက်ပြီးတော့သွားမယ်နော် unit 8ထိပြီးသွားပြီဆိုရှင်တော့ဒါ grade 1 English စာ course တွေကုန်ပြီ reviews ကတော့သူအရှိမတင်ထားတဲ့ဟာတွေကိုဘယ်လောက်မှတ်မိကြလဲပေါ့နော်ဆန်းစစ်တဲ့အခန်းဖြစ်ပါတယ်ကြည့်ရအောင် listen and match နားထောင်ပြီးတော့တွေးမယ်တဲ့ကဲမတွဲခင်မှာဒီမှာပုံလေးကိုတစ်ချက်ကြည့်ပါပထမပုံဒီစာအုပ်ကိုပိတ်လိုက်တဲ့ပုံဒုတိယပုံကစာအုပ်ဖွင့်တဲ့ပုံတတိယပုံကလက်ခုပ်တီးနေတဲ့ပုံအောက်ဆုံးပုံလေးကတော့လက်ကိုမြှောက်ထားတဲ့ပုံအောက်ပြီးတဲ့ဆိုဒီဘက်ကစာလေးကြည့်ရအောင် open your book open your book open ဆိုတာဘာလို့တာလဲဖွင့်တယ် open your book စာအုပ်ဖွင့်တယ်ဒါဆိုရှင်ဘာနဲ့တွဲမှာလဲဒီမှာစာအုပ်ဖွင့်တဲ့ပုံနဲ့တွဲလိုက်တယ်ပြီးရင် close your close ကပိတ်တယ်ပိတ်တယ်ဆိုတော့ဘာဖြစ်မှာလဲ close your အနောက်က book လာမှာပေါ့ close your book စာအုပ်ပိတ်တယ်ဒါဆိုဘယ်သူနဲ့တွဲမှာလဲဒီမှာစာအုပ်ပိတ်တဲ့သူနဲ့တွဲပေးမယ်ပြီးရင် raise raise ဆိုတာမြှောက်တာပြောတာနော် raise your ဘာဖြစ်မလဲhand raise your hand လက်မြောက်ပါဒါဆိုဘာနဲ့တွဲမှာလဲလက်မြောက်တဲ့ပုံနဲ့တွဲမယ် clap your hand clap တီးမှာ your hand လက်ခုပ်တီးပါဆိုဒါဆိုဘာနဲ့တွဲမှာလဲဒီမှာတွဲမယ်ကဲအောက်က say and add say and add ပြောမယ်လိုက်လုံးကြည့်မယ်တဲ့ကဲဒီမှာနမူနာသူကစကြောင်းလေးတစ်ကြောင်းပေးထားတယ်အဲ့စကြောင်းဒါဒီမှာပေါ့နော်ထိုင်တဲ့ပုံလေးဒီဒါဆိုရှင်ပုံကြည့်လိုက်တဲ့နဲ့ဒါဒီဘာလို့လဲဆိုတာကိုတမ်းပြီးသိနေရမယ်ပေါ့နော်ဒီမှာ sit down sit down ဆိုတာဗာလဲထိုင်ပါဆိုတော့ဒီမှာထိုင်တဲ့ပုံလေးဟုတ်ပြီကဲအဲ့ဒါဆိုအောက်ကပုံလေးတွေကြည့်ရအောင်ဒီပုံလေးတွေကအရှိက unit တွေမှာတင်ထားပြီးသားဘယ်လောက်ထိမှတ်မိလဲပြန်ပြီးစမ်းစစ်တာဖြစ်တဲ့အတွက်ကြည့်မယ်လိုက်ပြောကြည့်မယ်နော်ကဲပရမပုံမှာကလေးတွေလက်တွေကိုရှက်ထားတယ်တယောက်နဲ့တယောက်လက်တွေရှက်ထားတယ်ဝိုင်းထားတယ်ဒါဆိုရင်ဒါဘာစာကြောင်းဖြစ်မှာလဲ make a circle စဝိုင်းလောက်ပါမမိလားပြီးရင်ဒီဘက်ကကလေးတွေနှစ်ယောက်တွဲနေတယ်ဒါဆိုရှင်ဒါဘာစာကြောင်းဖြစ်မှာလဲဘယ်လိုပြောရမှာလဲ make pace အတွဲလေးတွေလောက်ပါကဲဒီမှာကလေးတွေအုပ်စုဖွဲ့နေတယ်ဒါဆိုဘယ်လိုပြောမှာလဲ make a group မမီလားဒီမှာကလေးတွေကတန်းစီနေတယ်အဲဆိုရှင်ဘယ်လိုပြောရမှာလဲ make a line နော်တန်းစီတာမြင်းချောင်းလောက်တာပေါ့နော်တရိုက်ပါတတ်တယ်နော်ကဲဒီမှာကကလေး2ယောက်ဒီမှာတယောက်ကတယောက်ရဲ့လက်ကိုလက်ထိတယ်အဲ့ဒါကိုဘယ်လိုပြောမှာလဲ touch me ကျွန်တော်ကိုထိပါကဲဒီပုံမှာကြတော့ဆရာမရှိကိုခဲတန်းယူလာတယ်အဲ့ဒါကိုဘယ်လိုပြောရမှာလဲ bring a pencil ခဲတန်းယူလာပါနော်ကဲဒီမှာကြောက်တဲ့ဘုံမှာကလေးကဘောလုံးပုံဆွဲနေတယ်အဲ့ဒါဆိုရှင်ဘယ်လိုပြောမှာလဲ draw a ball draw a ball ဘောလုံးပုံဆွဲပါကဲပြီးရင်ဒီမှာကလေး3ယောက်ကမတက်ရက်နေတယ်မတက်ရက်တာကိုကြတော့ဘယ်လိုပြောလဲ stand up မှတ်မိလားနောက်တစ်ခါလောက်ကိုပါကိုပြောကြည့်မယ်နော်ဒါတွေအကုန်လုံးမှတ်မိတယ်ပြောနိုင်တယ်ဆိုရှင်တော့အောက်ကကြည့်ရအောင် I can လုပ်နိုင်တယ် give instructions in English give instructions ဆိုတာညွှန်ကြားနိုင်တယ် in English စာနဲ့ပေါ့နော်အင်္ဂလိပ်လိုညွှန်ကြားချက်ပေးနိုင်တယ်တဲ့ follow instructions given in English အင်္ဂလိပ်လိုပေးထားတဲ့ဒီ instructions တွေကိုလည်းသူညွှန်ကြားချက်တွေကိုလည်းလိုက်ပြီးတော့လုပ်နိုင်ပါတယ်တဲ့လုပ်နိုင်လားလုပ်နိုင်ရမယ်နော်